ဒီကောင်လေးပေါ့ဝိတ်တန်းတော့20-25တန်းကျွန်တော်စီမှာကြီးစမ်းအောင်ပြီးသားဗျကျွန်တော်ပြောသလိုမခွေးဘူးဆိုရင်ငွေပြန်အမ်းပေးမယ်ဗျဒီကောင်ကတော့စိတ်ချအမိုက်အမြန်နေရပဲအပုတ်ဆက်ပါမယ်ဘေဘက်ပါလီနန်းလိုက်လို့ကတော့အသက်ပူပါသလားမေးမယ်ကောင်နော်ကျွန်တော်စီမှာအကြီးစမ်းအောင်ပြီးသားအသေးစိတ်ကိုခွင့်ရှိမင်းတို့ခံတက်လာပါမင်းတို့မြမကြောင့်ပြီးခေါ်နေတယ်မြမကြောင့်ပြီးခေါ်နေတယ်အဲ့ရတမလို့အပြည့်ပြည့်ဒေါသတွေနဲ့လောင်မြိုက်နေခဲ့တဲ့သူမို့လို့အရာအလုံးဆုံးရှုံးခဲ့ရတယ်တကယ်ပါလင်းငယ်ကကျွန်တော်ရဲ့အရာရာဖြစ်ခဲ့တယ်ကျွန်တော်ခုပန်မှုတဲ့တခုတည်းသောစပင်းယုံကလေးကျွန်တော်နန်းဆိုင်မှုတဲ့တပွင့်ထဲသောပန်းပြီကျွန်တော်နှလုံးသားကိုချိန်ပြီးခန့်နေသွားတဲ့တစ်စိတ်ကလေးလည်းဖြစ်ပါတယ်ဒီချေဒီငုတ်ကိုဝိုင်းနေပေးတဲ့နာမည်ကတန်တုတ်တယ်ဗျာဟမ်မလုပ်တဲ့တန်တုတ်ကိုလူသခင်ရဲ့ယုံကြည်မှုကအချွဲလူချင်းတူအသက်ချက်ချင်းလူကြီးတယ်ဗျာนี่นะครับนะลูกค้าต่อราคาหนักนะครับนะรับประกันสุดสายตาครับมีโบกมือด้วยครับนะรับประกันสุดสายตาครับลูกค้าเอาจริงด้วยนะครับนะเดี๋ยวเลี้ยวขวาปุ๊บหมดรับประกันเลยคือสุดสายตานะครับนะลูกค้าต่อหนักนะครับเคสนี้นะครับลูกค้าบอกว่าไม่เอารับประกันผมบอกว่ารับประกันสุดสายตาသူရဲကောင်းမှန်သူ့နယ်ကိုနယ်မခွင်းနဲ့ဒီဆောင်းမကိုတစ်ချက်ကြည့်မင်းတို့ပကုံးမျိုးကိုပုံရှုပ်ွယ်ရှုပ်မဝင်ဘူးအရင်ဓမ္မဘေးထားညညာဥပရာစာအိမ်နဲ့တက်မယ်ငါတော့ကွာလူတမ်းမောင်းများစွာချားမယ်ဒါရှစ်တောင်အာရှရဲ့သူရဲကောင်းတွေကစားကွယ်အယောင်နဲ့ပြည့်နောက်ဆက်တဲ့ရှင်းစီချင်တဲ့ပြည့်ချင်းဖွင့်လမ်းနဲ့အားလုံးတွေထဲမှာတွေ့တဲ့နိုင်ငံအားပေးပရိသတ်ကပုံနဲ့ဆက်သူ့အကြောင်းကိုငါတည်ဆုံးမှာဆိုတဲ့စောက်ချိုးတော့လာမချိုးနဲ့မင်းတို့ကငါချပြောက်တဲ့လောက်ပဲတီးခွင့်ရှိမှာနော်ဒါလေးတို့မိတူတွေလားလာမပြနဲ့လို့မိတူတွေလားလာမပြနဲ့မူရင်းတော့ကိုကြီးကမိတူစိတ်ဝင်စားဘူးဘယ်လောက်ကြီးမိတူကောင်းနေနေမူရင်းတော့မမီရဘူး